အားလုံးပဲမင်္ဂလာပါဒီနေ့တော့အခုနှခမ်းညီလောကမှာရန်စိတ်ဝင်စားဖြစ်နေကြတဲ့နောက်ဆုံးထွက်တာလည်းဖြစ်တဲ့ LV ရဲ့နှခမ်းညီရဲ့အမှာသူထွက်တဲ့မျိုးစားတွေကမှာဒါလေးကတော့ matte version နှခမ်းညီအချောက်ပေါ့နော်အဲ့ဒါကိုမှ lipstick တော့ lipstick version ကိုမှ matte ဆိုရဲဖြစ်တဲ့အတွက်ကြောင့်မလို့ liquid လိုမျိုးအရင်တင်းချောက်သွားတာမျိုးမရှိဘူးဆိုလိုက်လို့ရှိရင်သူကအရန် smooth ဖြစ်တယ်ဘာလို့ဆိုတော့သူကနှခမ်းညီတောင်းအချောက်တွေလိုမျိုးပေါ့နော်အရန်ဆိုးလိုက်လို့ရှိရင်တစ်ကြီးနဲ့6တာမျိုးတွေမဖြစ်ဖဲနဲ့ဆိုလိုက်လို့ရှိရင်တော့လုံးဝ smooth ဖြစ်တဲ့နှခမ်းပေါ်မှာစိုးပြလိုက်တာနဲ့ပေါ့နော်အခုမို့ဒီနောက်မှာလည်းတစ်ခါလေးစိုးပြပါမယ်ဒါကတော့အဖုံးလေးပါအဖုံးထိပ်ကပန်းပွင့်လေးကတော့ဒါ LV ရဲ့ signature ပန်းပွင့်လေးပေါ့နော်မိုးကအစားတော့ပန်းပွင့်လေးကိုရွှေရောင်လို့ထင်တာဒါပေမဲ့သူကအကြည်လေးပေါ့နော်အခုပြတယ်လို့မျိုးအပြင်ကိုမြင်ရပါတယ်ဒါကတော့နှခမ်းညီအတောင်လေးပေါ့နော်နှခမ်းညီအတောင်ကတော့သူကဂရီဘာသားလေးလိုမျိုးပတ်တန်လေးလုပ်ထားတယ်ပြီးတော့ဒီ LV ဆိုတဲ့စာလေးထွင်းထားတယ်ပေါ့ထိပ်မှာတော့ဘာမှမပါဘူးဒါမိုးကတော့စိုးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ထိပ်ကတော့စိုးထားတဲ့အရာလေးရှိနေတာပေါ့နော်ဒါ focus လုပ်ရတာလေးတော်တော်လေးခက်ပါတယ်လက်တုံနေလို့ပါလက်ကတစ်ဖက်တည်းနဲ့ရိုက်နေရဆိုတော့လေပြုတ်ကြပြီးကျိုးသွားရင်ရင်ခွဲမှာလားကြောင်အဲ့တော့လက်ကလေးနဲ့တုံနေအဲ့တော့တကယ်တည်းကတော့ပေါ့နော်ဒါဟိုပြောရမယ်ဆိုလို့ရှိရင်ဒီ case တစ်ခုရှိရဆိုရင်အထက်က refill တွေထပ်ဝယ်ပြီးတော့ပြောင်းသုံးလို့ရတယ်အဲ့တော့ကြတော့ case ကတော့တစ်ခုပဲလိုတယ်ပေါ့တကယ်တမ်းကြတော့လေကိုက case ကိုအများကြီးမဝယ်ခြင်းဘူးဆိုလို့ရှိရင် case တစ်ခုနဲ့အထက်က refill လေးတွေကိုအယောင်မတူတာလေးရွေးဝယ်လို့ရပါတယ်အခုမိုးစိုးပြမှာကတော့အယောင်နံပါတ်105ဖြစ်ပါတယ်သူကတော့ nude color ဖြစ်တဲ့အတွက်ကြောင့်မို့လို့လူအကုန်လုံးနှိပါနဲ့လိုက်တယ်လို့ပြောလို့ရတယ်ကိုအကြိုက်ပုံမူတည်တာပေါ့နော်တကယ်လို့တချို့ရှိတာကနှခမ်းအရန်ဖြောတာမကြိုက်ဘူးဆိုရင်တော့ကြိုက်မှာမဟုတ်တော့ဘူးဒါပေမဲ့ပုံမှန်ဒါကတော့လူ100မှာ80%လောက်နဲ့တော့80%သောလူတွေကတော့ကြိုက်ကြမယ်လို့ပြောလို့ရတဲ့အနေအထားလေးပေါ့နော်ဒါကတော့နှခမ်းညီတောင်လေးဖြစ်ပါတယ်ဒီနှခမ်းညီတောင်လေးကကြတော့ဒါအခုမိုးစိုးပြမယ်ပေါ့နော်သူ့ရဲ့အယောင်လေးကတော့မိုးကအခုဒါတစ်ထပ်ပဲဆိုတာဖြစ်တဲ့အတွက်ဒါတစ်ထပ်သေးရဲ့အယောင်ထွက်အမှန်လေးပေါ့နော်အကြောင်းမိုးကအထူးကြီးစိုးပြပြီးရင်ကြတော့လေတယောက်နဲ့တယောက်အယောင်ထွက်တာမတူဘူးဆိုတာမျိုးဖြစ်နေမှာစိုးလို့ပါပြီးတော့မိုးရဲ့နှခမ်းအောက်ခံအယောင်ကအခုမြင်တဲ့အတိုင်းပဲပေါ့နော်မိုးအောက်ခံနှခမ်းရောင်အသားကဖြူပါတယ်မိုးကကြတော့လေဖြူတော့ကြတော့အပေါ်ကစိုးတဲ့အယောင်ကသူများထက်ကိုဖြော့လေးရှိတယ်ဘာလို့ဆိုတော့ဒီနှခမ်းကြီးကိုပဲမိုးမှဆိုတော့ကြတော့သူနှခမ်းကဒီအယောင်ပေါ့နော်ဒီအယောင်ဒီဟာကိုပဲပေါ့တယောင်နဲ့တမျိုးစားတဲ့ကိုပဲသူဆိုရင်ကြတော့သူနှခမ်းမှာဆိုရင်အယောင်ပို့ပြီးရင်းထွက်ပါတယ်နော်အဲ့တော့အောက်ခံနှခမ်းအယောင်ကတော့နည်းနည်းလေးတုံးတဲ့တူမှာအယောင်ထွက်မတူတာလေးစကားပြောပါတယ်အဲ့ဒါလေးကိုတော့တစ်ချက်လေးသတိပြုစေချင်တယ်ပေါ့နော်ဒီလိုအယောင် nude color လေးကိုဝယ်တယ်ဆိုလို့ရှိရင်မှာသူကတော့တခုရှိတာကဘယ်လိုမျိုးအရန်ကြီးတော့တဏီကုံဆွဲတာမျိုးတော့မရှိဘူးဘာကြောင့်လဲဆိုတော့သူကနှခမ်းကြီးဒီ matte version ကိုမှအတောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရယ်ပြီးတော့သူကကြတော့ဒီလိုဆွဲလို့ရှိရင် smooth ဖြစ်အောင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ